Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကျတော့ထပ်ပြီးတော့ပေါ့နော်အမတို့နေ့တင်တဲ့မီနီနဲ့ကနေမှဘာဆက်တင်မလဲဆိုတော့အမတို့တစ်ခုတည်းတော့ပါတယ်vat you ရှိသည်ဆိုတဲ့ဟာပေါ့နော်ဒီနေ့ကရှစ်ပြီးသွားပြီခုနေ့က you ရှိတာနဲ့ပတ်သက်ပြီးတော့သုံးမယ်ပေါ့နော်သူစာကြောင်းတိစောက်ပုံကတော့တရုတ်စာရဲ့စာကြောင်းတိစောက်ပုံကတော့အတူတူပဲ subject verb object subject verb object အဲ့တိုင်းပဲအဲ့ဒါဖြစ်တဲ့အတွက် you ဆိုရင်ရှိရမှလားအဲ့တော့ဆိုလို့ရှိရင်ဥမာငါမှာဝမ်းခွဲအကူရှိတယ်လို့ထားပါတော့ဝမ်းခွဲအကူဥမာတယောက်ရှိတယ်ထားပါတော့တယောက်ရှိတယ်ဆိုလို့ရှိရင်ထုံးစံတိုင်းပဲငါမှာက subject ဝမ်းခွဲအကူတယောက်က object ရှိတယ်อ่ะ verb အဲ့တော့မတို့အစင်လိုက်ပြန်ပြီးတော့ငါမှာဆိုတော့我အမ verb လာမယ်ရှိတယ်ဆိုတော့ you ဝမ်းခွဲအကူတယောက်ဆိုတော့sorry一个表哥我有一个表哥တော့စာကြောင်းကအဲ့ဒါလေးရှင်းသွားရုံပဲเนาะရှင်းသွားအောင်မဆို subject verb object အဲ့စာကြောင်းပုံစံတိုင်းပဲသွားရเนาะအဲ့တော့ဒါဆိုလို့ရှိရင်လွယ်ဟုတ်တယ်မလားအကူရှိတယ်ဆိုလို့ရှိရင်我有一个表哥ဥမာနောက်တော့ငါမှဘာရှိလဲရှိတာတွေအကုန်လုံးကို我有ဆိုပြီးတော့လားသူ့မှာရှိတယ်ဆိုလို့ရှိရင်လည်း他有ငါတို့မှာရှိတယ်ဆိုရင်我们有ဘာရှိလဲရှေ့ယူလားရှေ့ယူထုံရှစ်အများကြီးပေါ့နော်သုံးနိုင်အများကြီးသုံးလို့ရတယ်အဲ့တော့ subject verb object ပေါ့ဒါလေးတော့သုံးရတာလွယ်ပါတယ်ဟုတ်တယ်မလားအဲ့တော့လွယ်တယ်အဲ့တော့ရှိတယ်ဒါကကျတော့ဒါရှိတယ်ပြီးတော့ပေါ့နော်အဲ့တော့မရှိဘူးဆိုလို့ရှိရင်လည်းအတူတူပဲမရှိဘူးလို့ဆိုလို့ရှိရင်ဒါပေမဲ့သူက you ကကျတော့ဘာနဲ့ကတ်လဲဆိုတော့ main နဲ့ပဲကတ်တယ် main နဲ့ပဲကတ်တယ် main ယူငါမှမရှိဘူးဆိုလို့ရှိရင်ထုံးစံတိုင်းပဲသူက main ကကျတော့ you ရဲ့ရှေ့ရမယ်နော် main plus you ပုအငင်းဆိုလို့ရှိရင်လည်းပုယူလို့တော့မရှိဘူးเนาะသူကဘာလို့ဆိုတော့သူကရှိတယ်ဆိုတာလက်ထဲကိုအရင်ရောက်ထားမှရှိတာမလားအဲ့တော့သူက past tense အနေနဲ့ပဲသုံးမှဖြစ်တဲ့အတွက် main ကိုငါမှမရှိဘူးလို့ပဲသုံးတာအဲ့တော့ main ကိုဥမာဆိုလို့ရှိရင်ငါမှဝမ်းခွက်ကိုတရားဝမ်းခွက်ကိုမရှိဘူးဆိုလို့ရှိရင် main ကို表哥我没有表哥အဲ့လိုပဲငါမှဘာမရှိဘူးဆိုလို့ရှိရင်တော့我没有အဲ့လိုမျိုးလို့ရရနော်အဲ့တော့ तू ကဒါဆိုလို့我没有ဒါဆိုလို့ရှိရင်ဒါညင်းတယ်ပေါ့နော်ဒါဆိုရင်အညင်းโอเคအညင်းပြီးလို့ရှိရင်ကြတော့ဘာလာမလဲဆိုတော့မေကွန်းကြတော့ဘယ်လိုလာမလဲဆိုလို့ရှိရင် तू ကအတူတူပဲဥမာတကယ်လို့နင်းမှာအကိုဝမ်းခွဲကိုရှိလားဆိုလို့ရှိရင်နင်းဆိုလို့နီ有အဲ့တော့表哥နီးကိုပြောက်ကဲဆိုတော့နင်းမှာအကူရှိတယ်အဲ့ဒါအောင်မတို့ကမေကုန်းစလုံးဆိုတော့မားလေးထည့်လိုက်လို့ရှိရင်နီးကိုပြောင်းကမနင်းမှာအကူရှိလားနင်းမှာလုံးဖို့ကိုင်းပဲရှိလားဆိုနီးကိုထုံရှင်းမနင်းမှာထားပါတော့ဝမ်းခွင့်ညီမရှိလားဆိုရင်နီးကိုပြောင်းမိတ်မပြောင်းစေမအဲ့လိုမျိုးမိတော့လိုက်ရုံပဲပေါ့နော်နောက်ကမားလေးထည့်လိုက်ဆက်စာချပုံစံတိုင်းဒီစားတော့じゃမားထည့်လိုက်တော့အငင်းဖြစ်သွားရုံအဲ့လိုပဲအတူတူပဲဒီမှာလည်းရှစ်ဖို့ရှစ်နဲ့အတူတူပဲဒီကောင်ကကျတော့လေယိုမိန်ယိုကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ယိုမားနဲ့တူတယ်ယိုမားနဲ့တူတယ်ဘာလဲဆိုတော့ယိုမိန်ယိုဆိုလို့ရှိရင်လည်းရှိလားယိုမားဆိုတော့လည်းရှိလားအဲ့ဒီတော့နီးယိုပြောက်ကမနင့်မှာကိုရှိသလားအဲ့ဒါကိုဘယ်လိုနီးနဲ့ပြန်မေးလဲဆိုလို့ရှိရင်နီးယိုမိန်ယိုပြောက်ကယိုမိန်ယိုပြောင်းကအဲ့ဆိုရင်လည်းဒါဟိုနောက်ကမှားတော့မပါဘူးဒါပေမဲ့ယူမင်းယူဆိုလို့ရှိရင်သူကမေကုန်းပုံစံပေါက်သွားပြီးတော့ဒါမေကုန်းစလုံးပုံစံဖြစ်သွားပါတော့နီယူမင်းယူပြောက်ကဆိုရင်မှဝမ်းခွက်အကိုရှိလားအဲ့လိုမျိုးပဲပေါ့နော်စာကြောင်းအဲ့လိုမျိုးတုံးသွားမယ်ပေါ့နော်အဲ့တော့ဒါယူနဲ့ပတ်သက်တဲ့ဥစ္စာပြီးတော့ဟိုနေ့ကတုံးခဲ့တဲ့ဥစ္စာရွှေနဲ့ရှည်ပေါ့နော်ရွှေနဲ့ရှည်ကဘယ်သူလဲလို့မေးတယ်မလားဘယ်သူလဲလို့မေးတယ်ဆိုလို့ရှိရင်ဥမာသူကဘယ်သူလဲလို့မေးမယ်ဆိုလို့ရှိရင်သူကဘသူဖြစ်တယ်ဆိုလို့ရှိရင်ထားရှိရွှေသူအဲ့ဒါဆိုလို့ရှိရင်သူကဘသူလဲဒီမှာကျတော့သူကသူ့ရဲ့မှာရွှေဆိုတာမေကုန်းစကလုံးသူကမေကုန်းစကလုံးဖြစ်တဲ့အတွက်မှားရိပါထည့်ကြရမလို့သူကဘသူလဲဆိုထားရှိရွှေအဲ့ကျတော့ဘသူသွားတာလဲဘသူစားတာလဲဆိုလို့ရှိရင်ရွှေလာတဲ့ဥမာဆိုရင်ရွှေစိုးတဲ့ဘသူလောက်တာလဲသူအဲ့လိုမျိုးသုံးသွားတယ်ပေါ့နော် van နဲ့သုံးတယ်ဆိုလို့ရှိရင်လဲဥမာသူ့ကို subject နေရာသုံးတယ်ဆိုလို့ရှိရင်လဲရွှေနောက်က verb လိုက်တယ်ပေါ့နော် verb object အဲ့လိုမျိုးတွဲလိုက်တယ်ပေါ့နော်သူ subject နေရာသုံးလဲဒါပဲ object နေရာသုံးလဲဒါပဲသူကဟို
တရုတ်ဟိုအင်္ဂလိပ်စာမှာလို့သူကအပြောင်းလဲမရှိဘူးပေါ့နော်အင်္ဂလိပ်စာမှာဆိုရင် subject နေရာဆို who object နေရာဆို whom သုံးတယ်မလားညီမကျတော့ပြောင်းလဲမရှိဘူးသူက subject နေရာမှာသုံးလဲရွှေပဲ object နေရာမှာသုံးလဲရွှေပဲအဲ့လိုမျိုးပဲသုံးလို့ရတယ်ပေါ့နော်ဒါနောက်တစ်ခုပေါ့အဲ့တော့ခုအမတို့အရင်သင်ခန်းစာတင်မှာတော့ကသူကလူတွေကိုတင်ခဲ့တယ်မလားလူတွေတင်ခဲ့တယ်အဓိကလူတွေကိုတင်ခဲ့တယ်ပေါ့နော်လူတွေတင်ခဲ့တာဆိုတော့ဥမာတို့ကလူဘယ်နှယောက်ရှိလဲလို့မေးမယ်ထားပါတော့အဲ့တော့ဒီကြည်တောချောက်အဲ့လိုမျိုးမေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဥမာဆိုလို့ရှိရင်နင်တို့ရဲ့အလုပ်ယုံမှာဥမာဆိုလို့ရှိရင်နင်တို့အလုပ်ယုံမှာအလုပ်သမားဘယ်နှယောက်ရှိလဲပေါ့နော်ဟိုလေရတော့ဒီမှာဘယ်နှယောက်ရှိလဲဥမာဆိုလို့ရှိရင်နင်တို့အလုပ်ယုံမှာအလုပ်သမားဘယ်နှယောက်ရှိလဲအဲ့တော့မတို့ subject verb object ထုံးစံတိုင်းပြန်စီတယ်နင်တို့အလုပ်ယုံမှာဆိုတော့ yes subject အလုပ်သမားဘယ်နှယောက်အလုပ်သမား object ဟုတ်တယ်မလားဘယ်နှယောက်ရှိလဲရှိတယ်ရှိတာကverb ပေါ့နော်ရှိတာ verb အလုပ်သမားဘယ်နှယောက်ရှိလဲအလုပ်သမားဘယ်နှယောက်က object နော်အဲ့တော့နင်တို့အလုပ်ယုံဆိုတော့ဆိုတာ你们的车间你的车间ပေါ့နော်你的车间နင်ရဲ့အလုပ်ယုံမှာရှိလဲအဲ့တော့ verb အရင်လာမယ် you အလုပ်သမားဘယ်နှယောက်ဆိုတော့几个员工哎呦那个အဲ့ဒါဆိုလို့ရှိရင်你的车间နင်ရဲ့အလုပ်ယုံမှာ有ရှိတယ်ကြီးကရွမ်းကုန်းဒီကောင်ကမေကုန်းစလုံးမလားမေကုန်းစလုံးဆိုတော့မေးတာတွေမေးတဲ့မေကုန်းစလုံးတွေပါထပ်ပြီးလိုက်စရာမလိုတော့ကြီးကဘယ်နှယောက်ရှိလဲရွမ်းကုန်းလို့သမားဘယ်နှယောက်ရှိလဲအဲ့ဆိုရင်ဒါကကြီးဆိုတဲ့အတွက်ဒီကမျိုးပြစကားလုံးပေါ့နော်ကအရောက်ဆိုတဲ့စကားလုံးကိုထည့်โอเคတောရှောင်းနဲ့လည်းမေးလို့ရတယ်တောရှောင်းရွမ်းကုန်းအဲ့လိုမျိုးလည်းမေးလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တို့လုံယုံမှာအလုပ်သမားဘယ်နှယောက်ရှိလဲတောချောင်ပေါ့နော်တောချောင်နဲ့လည်းမေးလို့ရတယ်ကြီးနဲ့လည်းမေးလို့ရတယ်ကြီးဆိုလို့ရှိရင်သူကပြောတယ်မလားသူရဲ့နောက်ကမြို့ပြပစ္စည်းလိုက်မယ်တောချောင်ဆိုရင်နောက်ကမြို့ပြပစ္စည်းလိုက်စရာမလိုဘူးသုံးတာကျတော့သူအတိတ်ပဲတူတူပဲဆိုတော့သုံးလို့ရတယ်ဒါပေမဲ့ဒီကောင်ကကျတော့အနည်းစလုံးမှာသုံးတယ်ပေါ့နော်ဒီကောင်အများစလုံးမှာသုံးတယ်အတိတ်ပဲရေအတွက်ဘယ်လောက်လဲလို့မသိကြလို့ရှိရင်နှစ်ခုစလုံးနဲ့သုံးလို့ရတယ်ဒါပေမဲ့သူနောက်ကလိုက်ရမယ့်ဟာကိုသတိထားပြီးတော့သုံးပြီးရုံပဲအတူတူပဲပေါ့နော်နောက်တစ်ခုကကြတော့这啊家ဒီ这အဲ့ဆိုလို့ရှိရင်这ဒီဆိုတော့ဒီလူဆိုလို့ပြောချင်လို့ရှိရင်这个人အဲ့ဆိုရင်ဒီလူဥမာဆိုလို့ရှိရင်ဟိုလူဆိုလို့ရှိရင်那个人ဆိုရင်ဟိုလူဥမာဆိုလို့ရှိရင် तू ကမေးချင်တယ်ထားပါတော့ဒီလူတယောက်ကိုတွေ့တယ်ကိုဘေးနာလူတယောက်ကိုတွေ့တယ် तू ကအဲ့လိုဘယ်သူလဲလို့မေးချင်တယ်မလားအဲ့ဒါဆိုလို့ရှိရင်这个人是ဆိုဖြစ်တယ်这个人ဒီလူက SHEI ထားပါတော့ရှေဒီလူကဘယ်သူလဲအဲ့လိုမျိုးမေးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လေ तू ကဘယ်သူလဲလို့မေးလို့ရှိရင်ကျတော့ဥမာလွယ်ပါတယ်ထားရှေအဲ့လိုလည်းမေးလို့ရတယ်လို့ဒါမှမဟုတ်ဒီလူလို့ပြောချင်တယ်ဆိုရင်ဒီလူကိုနားရှိတဲ့လူရည်ညွှန်းချင်တယ်ဆိုရင်စက်ကရန် तू ကဘယ်သူလဲဒါမှမဟုတ်လို့ရှိရင်ကိုအဝေးရရှိတဲ့လူကိုလှမ်းမေးချင်တယ်မလားအဲ့ဒါဆိုလို့ရှိရင်လည်းအတူတူပဲ那个人是အဲ့ဒီသူကဘယ်သူလဲသူကအဲ့ဒီသူကရှိဖြစ်တယ်ပေါ့နော်ဘယ်သူဖြစ်တာလဲသူကအဲ့လိုမျိုးမေးတယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့လိုနေရာမျိုးမှာတုံးလို့ရတယ်ပေါ့နော်这个ဒါလူနဲ့ပတ်သက်လို့这个人နောက်ထပ် तू က这ရိုနာရို तू အများကြီးလာအောင်မှာဆိုတော့သိရမလားနေရာကိုညွှန်းတာတွေဒီပစ္စည်းကိုညွှန်းတာတွေပေါ့နော်အများကြီးလာမှာဒါကတော့လူနဲ့ပတ်သက်လို့ပြောတော့လူနဲ့ပတ်သက်ကြတော့这个人那个人အဲ့လိုမျိုးသုံးတယ်ပေါ့နော်နောက်တစ်ခုတင်တဲ့ဟာကကျတော့ຫນွေသက်နန်းသက်ຫນွေသက်နန်းသက်ကကျတော့ຫນွေသက်ကကျတော့မိန်းကလေးကိုပြောတာနန်းသက်ကကျတော့ယောက်ျားလေးကိုပြောသူကဒီတစ်ခုကကျတော့အင်္ဂလိပ်စာနဲ့တူတယ်ပေါ့နော်ຫນွေသက်မိန်းကလေးဆိုလို့ရှိရင်girl မလားgirl ယောက်ျားလေးဆိုရင် boy ဟုတ်တယ်မလား boy အဲ့ဒါဆိုလို့ရှိရင်ဥမာဆိုလို့ရှိရင်ຫນွေဖန်းယုဆိုလို့ရှိရင်ဖန်းယုဆိုလို့ရှိရင်တငယ်ချင်းမလားအဲ့ဒါဆိုရင်ຫນွေဖန်းယုဆိုလို့ရှိရင် girlfriend friend friend girlfriend လို့ဆိုတော့ရီးစားဖြစ်သွားဟုတ်တယ်မလားကောင်းမလေးဖြစ်သွားအင်္ဂလိပ်စာမှာ
ကောင်မလေးဖြစ်သွားသလိုပဲတရုတ်စာမှာလည်းနွေဖန်းညို့ဆိုလို့ရှိရင်နွေဖန်းညို့ပြန်တွဲလို့ရှိရင်သူကကောင်မလေးဖြစ်သွားအဲ့ဒါကိုမှသူတို့အတူကောင်းတဲ့နွေယိုလို့လည်းခေါ်တယ်နွေဖန်းယိုဆိုလို့ရှိရင်သူကကောင်မလေးပဲရိုးတငယ်ချင်းဆိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်သူကဖန်းယိုပဲတော့ဒါပေမဲ့နွေထည့်လိုက်တယ်ဆိုရင်ကောင်မလေးအဲ့လိုပဲနန်းယောက်ျားလေးဆိုလို့ရှိရင်လည်းနန်းဖန်းယိုဆိုလို့ရှိရင်ကောင်လေးရီးစားသမီးစားဖြစ်သွားရီးစားကောင်လေးဖြစ်သွားပါတော့အဲ့ဒါလေးထူးခြားချက်ပေါ့နော်โอเคအဲ့ဒါလေးကိုမီနီလေးနဲ့ကိုရှင်းပြလေးနဲ့တစ်ချက်ကြည့်ပြီးတော့နောက်ကျအင်စာလေးလိုက်လုပ်ပြီးကြပါကျေးဇူးတင်ပါတယ်